အားလုံးပဲမင်္ဂလာညချမ်းမှချစ်ဆုံးလေးတို့ရေမင်္ဂလာညချမ်းလေးခါမှာစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့တစ်နေ့တာလုံးဘဝအမောတွေပြည့်ပြီးတော့ကောင်းမွန်စွာအိပ်စက်နိုင်ကြပါစေလို့ပထမဦးဆုံးဦးစွာဆုတောင်းပေးလိုက်တယ်နော်ဒီနေ့အမပြောချင်တာကအမကိုလာမေးကြတယ်ပေါ့နော်ဘူးတလက်မုံကိုဘလို့အချိန်မှာသုံးရင်ပိုထီရောက်လေနောက်တစ်ခုကဘလို့လူတွေသုံးသိန်းတာလေးဘာအတွက်သုံးတာလေးခဏခဏမေးကြတယ်ဗီဒီယိုတိုင်းမှာလေးအမခဏခဏပြောပါတယ်ဒါပေမဲ့အခုလေးထပ်ပြောပါမယ်ဘူးတလက်မုံကိုအမကတော့မနဲ့လေးသုံးတယ်ညလေးသုံးတယ်ဘာဖြစ်လို့လဲဆိုကိုကတနခါကိုလေလိမ့်ထက်တဲ့သူမျက်နှာပြောင်ကြီးနဲ့တိတ်မနေတတ်ဘူးတနခါကိုအမြဲတမ်းလိမ့်ပြီးမှပဲနေတတ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့မနဲ့ဆိုရင်လိမ့်တယ်မနဲ့လိမ့်တဲ့ခါမှာတော့ကိုကတင်းထိတ်ကိုကုတာဖြစ်တဲ့အတွက်ကြောင့်မလို့နေကာကိုတော့မဖြစ်မနေခံလိမ့်တယ်ညလိမ့်ရင်တော့အမဘာစကင်ကဲမှမသုံးဘူးဘူးတလက်မျက်နှာသစ်ဆက်ပြနဲ့တစ်လိုက်တယ်ပြီးလို့ရှိရင်ဒီဘူးတလက်အမှုံပေါ့နော်ဒီဘူးတလက်အမှုံဒီအမှုံကိုအကြောက်ပြင်မှာထိပ်ပြီးရေးလေးနဲ့ဖြော်တယ်ပြီးအသီးနဲ့တစ်ချက်ကိုပြန်သွေးလိုက်တယ်ဘာဖြစ်လို့အသီးနဲ့ပြန်သွေးလေးဆိုတော့ဒီအမှုံကြီးပဲတီးတက်လိမ့်တဲ့အခါမှာပကွက်တီဒီလိုညီညာမဖြစ်ဘူးပေါ့နော်ညီညာမဖြစ်ဘူးနောက်တစ်ခုကအမုံလေးတွေကျွေးတယ်ညအိတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမုံကျွေးတဲ့အခါကိုယ့်ရဲ့အိတ်ရာပေါ်မှာအမုံတွေဖြစ်တာကိုလေမကြိုက်ဘူးပေါ့နော်ပကွက်ကလေးညီညာပြီးလှနေတာကိုလေကြိုက်တယ်ဖြစ်တဲ့အတွက်ကြောင့်အသီးလေးနဲ့ပြန်ပြီးတော့တစ်ချက်တော့သွေးတာပေါ့နော်ဘူးတလက်မုံကိုဘလို့လူတွေသုံးသင်းတာလေဆိုရင်မျက်နှာကစတီရိုက်တွေအရန်ထိထားတယ်မျက်နှာမှာအမေးဆက်တိန်းထိတ်ဝက်ချန်တွေအရန်ကိုထွက်နေပြီးစတီရိုက်တွေလေးထိပြီးတော့ဘာစကင်ကဲမှလည်းသုံးလို့မရတော့ဘူးဆိုရင်အခုလိုမျိုးတဘာဝစစ်ဘူးတလက်မုံလေးကိုသုံးကြည့်ပါနော်အမသုံးတာဆိုရင်တစ်လားကျော်2လားလောက်တော့ရှိပြီတိန်းထိတ်တွေကလည်းလုံးဝမရှိသလောက်ကိုပါသွားတယ်တော်တော်လေးကိုတိထားတယ်ပေါ့နော်အမဆိုရင်အမြဲတမ်းလိမ့်နေညဖက်လိမ့်အိတ်တယ်ညဖက်လိမ့်လို့ချွေးပေါက်တွေပိတ်ပြီးဝဲချန်ထွက်မှာလုံးဝလေးပူစရာမလိုဘူးเนาะအမမျက်နှာကိုပဲကြည့်ဘာဝဲချန်ဘာတစ်ခုမှကိုမရှိဘူးเนาะဒါကြောင့်မလို့မျက်နှာအသားရည်တွေအရန်ကိုပြည့်စည်ပြီးတော့တိမ့်တိတ်တွေဝဲချန်တွေအမင်းဆက်တွေရှိရဆိုလို့ရှိရင်အခုလိုမျိုးသဘာဝဘူးတလက်မုံစစ်လေးကိုတုံးကြည့်ပါဝယ်ယူအားပေးချင်တယ်ဆိုရင် Viber number 399261521600မှာဆက်သွယ်ဝယ်ယူလို့ရပါတယ်เนาะ